ပစ္စည်းဥစ္စာတွေစုဆောင်းနိုင်တယ်ဖြည်းဖြည်းအသက်ကြီးလာတာနဲ့အမျှပေါ့နော်ဘဝမှာပြည့်စုံစုံနေရမယ်ဆိုတဲ့ကံဟောထွက်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဒီနေ့မှာတော့ဆရာတို့ဒီလက်ကလေးအောက်မှာပါတယ်ပေါ့နော်ဘိုင်းပုံစံအမှတ်သားအကြောင်းလေးကိုဒါဒီနေ့မှာပညာမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လက်မှာပါမပါအယုံဆုံးဘယ်ညာတိုက်စစ်ကြည့်လို့ရပါတယ်ပေါ့နော်ပုံမှန်ပြပေးထားတဲ့တိုင်းဒီစနေကြိုကုန်ပေါ့နော်တနည်းအားဖြင့်လက်ကလေးအောက်မှာဝိုင်းပုံစံအမှတ်သားနဲ့အစုံတက်ထားတဲ့လက္ခဏာရှင်တွေကသူတို့ကကံထောက်ကိုအရန်ကိုသိသက်သာကောင်းတယ်ပေါ့နော်ဘလို့ကောင်းလဲဆိုရင်သူတို့ရဲ့ဘဝမှာကကံအနေထားကသူများတဲ့ပုံပြီးအားတာနေတာကိုပြရတယ်ပေါ့နော်အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေငွေကြီးဘိုင်းနေဟလာဒီရိုင်နဲ့ပတ်သက်ပြီးသူကစုဆောင်းမှုအားကောင်းမယ်ပေါ့နော်ဥစ္စာပစ္စည်းတွေများစွာစုဆောင်းနိုင်မယ်ဆိုတော့ကံအနေထားကိုဒီဝမ်ပုံစံအမှတ်သားပြတယ်ပေါ့နော်ကံထောက်ကိုလည်းတိတိကျကျကောင်းနိုင်မယ်သူကအသက်ကြီးလာတဲ့နဲ့များသူ့ရဲ့ဥစ္စာကံကပိုပြီးကောင်းလာမှာပေါ့နော်ပစ္စည်းဥစ္စာတွေငွေကြီးတွေအလောက်ကန်စီးပွားရေးတွေစသဖြင့်ပေါ့နော်ဒီအရာတွေနဲ့ပတ်သက်ပြီးသူကတဖြည်းဖြည်းမှာကံပိုပြီးကောင်းလာမယ်သူ့ရဲ့ရှေ့အနာဂတ်မှာသူကစုဆောင်းနိုင်မယ်ဆိုတဲ့သဘောတရားတွေပြတယ်ပေါ့နော်သူလောက်ဆောင်လာခဲ့တဲ့တန်းတစ်လျှောက်လုံးမှာပေါ့နော်တစ်လျှောက်လုံးမှာသူ့ရဲ့ပစ္စည်းဥစ္စာတွေငွေကြီးတွေအလောက်ကန်စီးပွားရေးတွေဒီຢာတွေနဲ့ပတ်သက်ပြီးသူကပုံမစုဆောင်းမိနိုင်မယ်ဆိုတဲ့ကံဟောကိုဒီဝိုင်းမသားပြနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ကံထောက်ကိုလည်းတည်တသာကောင်းနိုင်မယ်ရဝေးရနီးရနေပြီးတော့အချိုးပြုအဆက်တဲ့ကံနေထားတွေရနိုင်မယ်ပေါ့နော်ဘယ်လိုပြောရမလဲဆိုအကူကြီးကောင်းတွေရတာရဝေးနဲ့ဆက်ပြီးအလောက်ကန်တွေလောက်ရတာပေါ့နော်ဒီလိုຢာတွေနဲ့ပတ်သက်ပြီးတော့အထောက်ကိုပို့ပြီးတော့ကောင်းတယ်လုပ်ငန်းအလောက်ကန်တွေကလည်းသူ့ရဲ့ဘဝမှာတစ်ခုပြီးတစ်ခုတိုးရှယ်ရတာမျိုးတွေသို့မဟုတ်အစ်တွေလောက်ရတာမျိုးတွေကိုဖော်ပြပေးနေတာဖြစ်တယ်ပေါ့နော်ဟိုတောက်တစ်ခုတည်းနဲ့ပြီးမသွားဘူးသူကကျန်တဲ့အရာတွေကိုမှန်းဆပြီးတော့တွက်ချက်ပြီးတော့ပေါ့နော်လုပ်နေတယ်ဆိုတဲ့သဘောတရားကိုဒီမှတ်သားပြတယ်သူများတဲ့ကံထောက်ကူတည်တာကောင်းတဲ့ထဲမှာပါတယ်ငွေကြေးဥစ္စာပစ္စည်းဥစ္စာဒီຢာတွေနဲ့ပတ်သက်ပြီးပိုင်ဆိုင်နိုင်တယ်ပြည့်စုံနိုင်မယ်ဆိုတဲ့ကံအဟောကိုထွက်တယ်နောက်ဆုံးပေါ့နော်ချမ်းသာပြည့်စုံနိုင်တဲ့အထိသူ့ရဲ့ဘဝမှာနေထိုင်ရတတ်တယ်ပေါ့နော်ဝိုင်းပုံစံကပုံမှန်ပြပေးတဲ့အတိုင်းဝိုင်းပုံစံအမှတ်သားလေးဖြစ်နေဖို့လိုအပ်တယ်ဒါမှလည်းသူ့ရဲ့အကျိုးကိုဒီကြပေါက်ရရှိနိုင်တယ်ရှေ့မှာပြောခဲ့သလိုငွေကြေးကံမပူပါဘူးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးလည်းမပူပါဘူးပေါ့နော်ဒီຢာတွေကိုတဖြည်းဖြည်းမှာလက်ရှိပိုင်ဆိုင်နိုင်တဲ့ပုံမူပြီးတော့ရနိုင်တယ်ဆိုတာကိုပြတယ်ပေါ့နော်နေစရာတွေအိုးအိမ်ကန်တွေခြံတွေမြေတွေစသဖြင့်ဒီຢာတွေနဲ့ပတ်သက်ပြီးတော့လည်းသူကအကျိုးပေးတယ်ပေါ့နော်အဓိကတော့ကံထောက်ကူတည်တာပေါ့နော်အဖက်ဖက်မှာအားတာနေတယ်ဆိုတာကိုဒီမှာသာပြပေးထားတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့လက်မှာဘယ်ညာတက်စစ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဘယ်မှာပဲပတ်ပါညာမှာပဲပတ်ပါပေါ့နော်ဒီတရားတို့ပြောတဲ့အကျိုးလေးတွေကိုရရှိခံစားနိုင်တယ်အဓိကတော့ကံထောက်ကူတည်တာကောင်းလိမ့်မယ်တဖြည်းဖြည်းအသက်ကြီးလာတဲ့မြတ်ဥစ္စာတာကောင်းပြီးတော့အသက်ရှည်မယ်နောက်ပြီးတော့အဆင်ပြေနေရမယ်ပေါ့နော်ဟုတ်ကဲ့ပါ